ပုတ်တော့ပေးပြီ ကိုကမမီးနဲ့ပိုးပြီးအောင်နန်းနေတာ ဆာကူလာရဲ့ဒီပဲဖြစ်ပါတယ်ဒီမှာโอเคအော်ဒါတော့နည်းနည်းအရှိရလူကိုတွေ့လိုက်လို့ပေါ့နော်ဆာကူလာရဲ့ဒီဆိုတဲ့အကောက်ကရပြီရှောက်ပြီ တေးပြီကွာ ဒါတော့ကျွန်တော်ဆာကူလာရဲ့ဒီလေးရတော့ကျွန်တော်တေးသွားပြီပေါ့နော်မလေး မီးလာပြီ နေနောက်မှာငါတော့ကတော့တွေးလိုက်တဲ့အတိုင်းနဲ့ဆာကူလာရဲ့ အဲ့လိုရနေပြီကိုက ရနေလေ ညမရလို့ စူပလာ900တော့ ကိုကမှရှေ့ရအောင်ကြည့်ရစီလားဟုတ်လားဒီကိုပေးလို့မရဘူးဘယ်လိုလုပ်ရမှာလဲငါလေးပါငါလေးမကြည့်ဘူးလားမလေးသေးဝိုင်းမလားသေးဝိုင်းကျေးဇူးများအိတ်တင်ပါဒီကျေးဇူးများအိတ်တင်ပါ ကျွန်တော်ခဏခဏသေးနေပေါ့နော်တောင်းပါလေကျွန်တော်တိတ်ပြီးဒီထဲမှာမစောက်ထွက်သေးဘူးပေါ့နော်ကျွန်တော်ညီမတွေအဲ့ level လေးတင်လာတယ်ပေါ့နော်ဒီလိုက်60လို့လားအဲ့တော့ကို ဒီပဲလုပ်လို့ရပြီနော် ကိုတင်လာမလို့ကျွန်တော်လိုက်ပြီးစော့တာပြပါတယ်ကျွန်တော်မစော့တတ်ပါဘူးမလေးဒီကမစော့တဲ့ကြောင့်မလို့အာလာပို့တော့တိတ်ပြီးမစော့တတ်တွေ့လားကျွန်တော်မစော့တော့တွေ့လား ဒီပဲလုပ်လို့ရနေပြီနော် ဒါ မင်းက40မှာလုပ်လို့ရမှာကို sorry ကျွန်တော်ဝေဘက်တော့လုပ်လိုက်ပြီ ဝီဘက်ပါကိုဝေဘက် ဒီဘက်လုပ်လိုက်ပြီကျွန်တော်65လောက်နဲ့ပြင်တော့နော်အဲ့လိုကျွန်တော်30 60လောက်တော့များတယ်များတယ်ပေါ့နော်ဒါလည်းပါပြီအဲ့ဒီနဲတော့အဆင်ပြေရပေါ့နော်ပြန်ပြီးတော့အဆင်ပြေတဲ့အချိန်မှာပဲနည်းနည်းတော့မြန်လာပြီတိတ်ပြီးတော့ဖြစ်လို့မရဘူးနော်ဒီရှိတွေကြတော့နည်းနည်း940နဲ့ နားမှာပဲဘလို့တော်လေ အေးမှားပါရဲ့အိုးကန်အောင်လို့ပြေးတော့မှာလေးသွားတယ်ပြေးတော့မှာ ညုံညုံ အိုးကန်အောင်လို့ အားဘလောက်လဲပေါက်အားအောင်ပြတယ်ဟိုကဘလောက်လဲအဲ့ရောက်မှမသေးတာပါအဲ့ဒါမျိုးတန်းတိုင်းကဘလို့လဲ30ဒီမရလေခဏပါတေးပြီအိုးကပီးလေ oh my god ဒါတော့ကျွန်တော်တို့ကန်မနော်ကန်ပေါ့45မရုံပါနဲ့45မဟုတ်ပါဘူးကျွန်တော်တိနေတယ်ပေါ့နော်45 level 45နဲ့မရဘူးဗျာဒီပိုင်းတက်45တဲ့ကျွန်တော်90တောင်မသွားမယ်နော်ခဏတော့ဗီဒီယိုလေးရက်လိုက်မယ်နော်အားလုံးပဲပေါ့နော်ကျွန်တော်90ပြေသွားမြင်တဲ့အတိုင်းပါပဲတို့ရေးကျွန်တော်90ပြေသွားဟုတ်ကဲ့ နည်းနည်းလေးပါ ကျွန်တော်ညီမတော့လောင်နေဗျာတွေ့တဲ့အတိုင်းပဲဆာကူရရက်ဒီကတော့ဝေးတကွာတေးဝိုင်းတွေ့လား9ပဲတောင်မှမရတဲ့ဆိုတဲ့အနေထားမှာတော့တိတ်ပြီးတော့မရဘူးပေါ့နော် ငယ်မ ဆာကူရာယတီဆိုတဲ့ကောင်မလေးကတော့ train နေတော့မယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့မှစပြီးအကောက်လေးဖွင့်တာမလို့ကျွန်တော်တို့အားပေးကြပါအောင်ဟုတ်ကဲ့အားပေးကြပါအောင်အားပေးကြပါအောင်အားပေးကြပါအောင်ဟဲ့ဒါတော့ခဏပြင်းလို့ဟိုဖြစ်တာပေါ့နော်ကဲ train လိုက်ရအောင် ညီမကိုဖျက်ကြ ကျွန်တော်တို့ဥမာတော့ကျွန်တော်ငယ်မနဲ့ကျွန်တော်စောတော့မှဒီပါတယ်ကျွန်တော်55လည်းဖြစ်နေပြီညာဟို level တော့ကျွန်တော်ကြောင်းနိုင်ပြီတင်ပါတယ်ဟုတ်မလား let's go ခင်ဗျားတို့ခေါ်ရတယ်နော်ဟုတ်ပါ pro တော့ခေါ်ရမယ်ဗျာကျွန်တော်နည်းနည်းလေးအမားလေးပါလေးနည်းနည်းပါရပါတော့ခွင့်လို့ပါကျွန်တော်ဘာဖြစ်လဲဆိုတော့ဥမာဒီကောက်လေးစားခွင့်တော့ကြောင်းရပါရပေါ့နော် ကိုပြီးတော့နော် သွား နေထအောင်ကိုကကြောနေပြီဟဲ့တခါလေးလည်းမဟုတ်ဘူးကိုဘလို့သေးဝိုင်းနော်ညုံအားလုံးပဲကျွန်တော်ဒီနေ့တော့အလုပ်ဆုပ်ချင်နေပါတော့ဒီခဏရရတာကမအားတော့နည်းနည်းဟောဖြစ်နေဒါโอเคမြတ်တာအနောက်ကလိုက်လာပြီဆိုမြဲကျွန်တော်အရင်ရောက်တယ်ပေါ့နော် ဘယ်လောက်ရမှာလဲလား 55ခုနကတော့45တောင်မှတိတ်မရကျင်တာဗျ55ကိုကျွန်တော်က56နဲ့ပွားမယ်ဆိုရောက်မယ်ထင်လားနာ
နောက်ပြီးတော့ဟိုအပြန်အောင်လေးဝယ်လို့ရတယ် တော့1500 ဟုတ်ကြည့်ကြည့်ပါဦးကိုယ် အော်ငါမယုံနေပါနဲ့ဟဲ့ ကြည့်ကြည့်လိုက်ဟော လုပ်လိုက်ရအိုးစကူရရဒီကဲပါမစကူရရဒီကျွန်တော်ညမအကောက်လေးကိုလည်းကျွန်တော်ခဏလေးပြရအောင် ကိုကိုဘေဘီဖြစ်သွားပြီ ဟုတ်လားစကူရဘေဘီပေါ့နော် sorry ပါကျွန်တော်မှားသွားတယ်ဟုတ်နာမည်ခဏခဏပြောင်းနေခင်ဗျာ ပြောင်းတာမဟုတ်ဘူးကွာအဲ့လိုမျိုးအနေနဲ့တူတယ်သူနဲ့ဟိုဟာ fashion တူရနော်အဲ့ကောင်မလေး ကျွန်တော်ဟိုဟာပေါ့နော်ကျွန်တော်ညမအကောက်ခဏနေပြရတယ်ဗျအဲ့အကောက်လေးကိုလည်းအားပေးကြအောင်ဒီနေ့တော့အိုးအော်ကွာ no နည်းနည်းစိတ်လောอ่ะ sorry တောင်းပါလေတောင်းပါလေအိုး sorry အော်အားလုံးမမြင်ပါကြောင်းဒီနေ့ ဘာလို့ရှောက်ပြောနေတာလဲ ဒီနေ့မဟုတ် sorry အခုမှစောက်ပွင့်တော့အနေနဲ့လေးအမားပါမယ်နော်နော်ဒီကိုဖွင့်လို့ဒီတီကိုရှောက်လာခဏလေးဒီအောင်လေးကိုခဏဖတ်လိုက်ပြေးစီးရပြေး ဘာလို့လဲ ဘာမှမဖြစ်ဘူးရဲ့ကျွန်တော်ရောက်လာပြီ ကျမရဲ့အဲ့ဒီကို ဒီထီးရရင်တော့ကျွန်တော်ထပ်ပြီးတော့ဟိုဟာပြရမယ်နော်ဒီကိုနှစ်ခါလောက်ရောက်ပြီဆိုတော့ကျွန်တော်ဒီအပြာရောင်လေးဖွယ်ချင်လို့ဒီအောင်ဒီရှိကိုခဏခဏရောက်နေအောင်နော်ဒီအပြာရောင်လေး ကျေးဇူးများအတင်ပါ please ကျွန်တော်ညမတော့လောင်းနေโอเคလောင်းနေအကုန်လုံးပြောချင်ဆိုင်ဟာတော့ဗာလဲတော့မသိဘူးတဲ့တစ်ဖက်လေးတော့ဘာမှလုပ်လို့မရတော့ကိုလေးပေါ့အဲ့ဟဲ့ဒီမှာစားဆိုတော့တစ်ဖက်လေးတဲ့အရွှေပဲလမ်းဖို့ကြည့်လာပဲတစ်ဖက်လေးသူလာတစ်ဖက်လေးအိုးမိုင်းနေရတော့ကြီးတော့တောင်းနေတယ်ခွလို့ပြကြကျွန်တော်ညမခွလို့တော့ဗျာကိုလိုဆိုခွင့်တော့မှာလားအိုးရောဖုံးရခဏခဏကြောင်နေပေါ့နော်အဲ့နဲ့ကြောင်နေအောင် sorry တောင်းပါဗျာတောင်းပါရဲ့ ချိန်ထားလိုက်ကိုကအဲ့ဒါကိုချိန်ကြတယ်လို့ အိုးဟာအိုး night စာပူရရည်ဒီလေးရတော့လာပြီပေါ့နော်နားမှာလာပြီးတော့ပူလေးလာပွားနေနိုင်အေးအကြီးမပူပွားနေရတယ်ဖြစ်ပါလေအငယ်မတော့ခုမှစောခုနောက်မှာစောနေရတော့အငယ်မအောင်နော်ကိုကတော့ကြီးမငယ်မပူလာပွားနေပြီနော်ဒါအတိုင်းပါပဲပြီးတော့မပြီးတော့မ ကိုအဲ့ဒါလေးကစာလိုက်ပြောတယ် ပြောရမှာလေဒီဟုတ်လားဘူပွားတာဝေးစရာကြီးပေါ် အေးခொနေတောင်ဖြစ်သွားပြီကိုဟိုကလေးဝယ်ရပြီ အပြာရောင်ဝယ်ပါပြီ ။အိုးပြားလေးချစ်စရာလေးကိုနဲ့တော့မလိုက်ဘူးပေါ့နော်။ကိုကကြတော့ကို fashion ကစိမ်းရောင်ကျင်းနေအားလုံးပဲဒီနေ့ဗီဒီယိုလေးကတော့မထီလောက်ပါဘူးစတာပါခိုင်ညက် ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခုနကစီမံတက်လေးနေမို့ episode စတာပါစတာရှောက်ပြောနေတယ်အလေစတာပါ အဲ့ဒီအတိုင်းနဲ့လေးကိုဘယ်လိုဆောက် အားလုံးပဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်အဆုံးထိကြည့်ပေးထားတဲ့အတွက်ဒီ episode 2မှာကြာရင်တော့ဒီဥစ္စာလေးကိုပြန်ပြမယ်ပေါ့နော်ဒီဥစ္စာ